အဲ့ဆိုရင်ဆရာတို့ဆက်သွားကြမယ်အဲ့တော့အခုသွားမှာက exercise ဆရာတို့ 1.1 exercise 1.1 က number 1ရဲ့ A ကိုဆရာတို့သွားကြအဲ့တော့အဲ့မှာပြောထားတာကျတော့ x square minus 6x plus 10 equal to 0ကဲ completeness square နည်းနဲ့ပဲဆရာတို့သွားကြမယ်ဆိုတော့ဆရာတို့ဒီမှာကရှေ့ကိန်းကနှစ်ထပ်နှစ်ထပ်ကိန်းရဲ့မြောက်ဖော်ကိန်းကိုကြည့်တစ်ဖြစ်အောင်ပြောင်းဆိုတော့တစ်ကဖြစ်ပြီးသားမလို့အဲ့တော့ဆရာတို့ -6 ကိုတစ်ထပ်ကိန်းရဲ့မြောက်ဖော်ကိန်း -6 ကိုဆရာတို့2နဲ့စားမယ်ပြီးရင်နှစ်ထပ်တင်မယ်ပေါင်းထည့်မယ်ကဲ6ကို2နဲ့စားတော့6ကို2နဲ့စားတော့ဘယ်လောက်3ကိုနှစ်ထပ်တင်တော့ဘယ်လောက်လဲ9ဒါပေမဲ့ဆရာတို့ကမှားမှာဆိုလို့မင်းတို့9လို့တော့တမ်းမရေးနဲ့3 square လို့ပဲရေးမယ်ကဲအဲ့ဒါဆိုဆရာတို့ကတွက်ပြီးက x square ဟုတ်ပြီနော် -6x plus ဆရာ3 square ဒီလိုပေါင်းထည့်လိုက်တယ်။အော်ဒါဆိုရင်ပိုနေတဲ့တန်ဆရာဟိုဘက်ပို့လိုက်တယ်ဒီဘက်မှာလည်း3 square ဆရာပေါင်းထည့်လိုက်တယ်။ကဲဒါဆိုရင်ရှေ့ကိန်းက x အော်ဒီမှာ minus ဖြစ်တဲ့အတွက်ဆရာတို့ကဒီမှာ minus ထည့်မယ်3 the whole square equal to ဒီကောင်ကိုရှင်းတော့ -10 plus 9ဆိုတဲ့အတွက် -1 အော်ဒါဆိုရင် x minus 3 the whole square equal to I squareဟုတ်ပြီအဲ့ဒီကြတော့မှဆရာတို့က x minus 3 equal to plus or minus square root of I square x minus 3 equal to plus or minus I x equal to 3 plus or minus I ဆိုပြီးတော့ရသွားမယ်အဲ့ကြတော့မှ2 solutions are ဆိုပြီးတော့ x equal to 3 plus I and x equal to 3 minus I ကဲရမယ်နော်အဲ့ဆိုရင်ဆရာတို့ b ဆွတ်တွက်မယ် b ကကျ-2x square plus 4x minus 3 equal to 0ကဲဒီတစ်ခါလာပြီနှစ်ထပ်ကိန်းရဲ့မြောက်ဖော်ကိန်းကိုတစ်ဖြစ်အောင်အရင်ပြောင်းဆိုတော့သူက-2ဖြစ်နေတော့တစ်ဖြစ်အောင်အရင်ပြောင်းဆိုတော့ဆရာက-2တွေနဲ့စားပြင်မယ်ကဲဒီမှာတော့ဒါကတော့ချမရေးလဲဘာမှဖြစ်ဘူးဆရာဒီမှာတော့ရေးပေးလိုက်မယ်မင်းတို့မမြင်ပါဆိုလို့-2x square by -2စားပလိုက်တယ်plus 4x by -2 -3ကိုလည်း-2နဲ့စားတယ် equal 0တကယ်ကတော့0ကိုလည်း-2နဲ့စားတယ်ပေါ့ကွာဟုတ်လားဒီဒိတ်ပဲပေါ့ကဲဟုတ်ပြီအဲ့ဒီကြတော့မှဆရာတို့ကဘာရမလဲဆိုတော့ x square ဖြစ်သွားမယ်-2x plus 3 by 2 equal to 0ဒီဖြေကိုရအဲ့ကြတော့မှဆရာတို့ကခုနကပြောတယ်တစ်ထပ်ကိန်းရဲ့မြောက်ဖော်ကိန်းကို2နဲ့စား1ပေါင်းဒီကိစ္စဆက်လုံးတစ်ထပ်ကိန်းမြောက်ဖော်ကိန်းကို1နဲ့စားဆိုတော့1 square အဲ့တော့ 2x plus 1 square ပို့နေတဲ့3 by 2ကိုဟိုဘက်ပို့ -3 by 2ဒီဘက်ကို1နဲ့ပေါင်းတော့ဟိုဘက်ကိုလည်း1ပေါင်းအဲ့ကြတော့မှရပြီရှေ့ကိန်းနောက်ကိန်း the whole square equal to -3 by 2တွေကနေ1ကိုနှုတ်တာဆိုတဲ့အတွက်ဆရာတို့ကဘယ်လောက်ရမလဲ-1 by 2ဟုတ်ပြီနော်ရမယ်နော်-1 by 2ဆိုတဲ့အတွက်ဆရာတို့က x minus 1 the whole square equal to 1 by 2 I square ဆိုပြီးဖြစ်သွားတယ် I square -1နေရာမှာအစားသွင်းယူသွားတယ်အဲ့ကြတော့မှ x minus 1 plus or minus square root of 1 by 2 I square ဟုတ်ပြီအဲ့မှာဆရာတို့ကအရင်ဆုံး root တွေကထုတ်လို့ရတဲ့ကောင်တွေကိုစူးစမ်းထုတ်အောင်မယ်ဒါလေးရေးကြည့်တယ်အရှင်းဆုံးပုံစံမှာဆိုရင် root တွေကထုတ်လို့ရတဲ့ကောင်တွေကိုဆရာတို့ကထုတ်ပေးရအဲ့တော့ plus or minus 1 by 2မှာ1ထုတ်လို့ရတယ်ဆိုတော့ဆရာက1ထုတ်လိုက်တယ်1 by root 2 I square ကိုထုတ်လိုက်တော့ Iအဲ့ကြတော့မှ x equal to 1 plus or minus 1 by root 2 I ဆိုပြီးတော့ဆရာတို့ကဖြေထွက်သွားတယ်အဲ့ကြတော့မှ two solutions are ဆိုပြီးတော့ x equal to 1 plus or minus x equal to 1 plus 1 by root 2 I and x equal to 1 minus 1 by root 2 I ဆိုပြီးတော့ရသွားတယ်ကဲဒါဆိုရင်ဆရာတို့ C လေးဆက်တွက်ကြည့်မယ်ကဲ C ကကျတော့ 5x square minus 2x plus 1 equal to 0ဒါဆိုလဲအဲ့ပုံစံပဲလေ5ကိုဆရာတို့က9တစ်ခုလုံး equation တစ်ခုလုံးကိုဆရာတို့က9နဲ့စားချလိုက်စားချလိုက်မယ်ဆိုတော့ x square minus 2 by 5x plus 1 by 5 equal to 0ဒါဆရာနည်းနည်းလေးကြော်ပြီးပြောလိုက်ပြီမင်းတို့ခုနအနေနဲ့ရေးပေးတဲ့အဆင့်တော့မပါတော့ဘူးကဲဟုတ်ပြီအဲ့ဒါဆိုရင်ဆရာတို့ကနှစ်ထပ်ကင်းရဲ့ရှေ့ကမြောက်ပေါ်ကင်းကို2နဲ့စား
နှစ်ထပ်တင်းဆိုတဲ့အတွက်တစ်ထပ်ကင်းမြောက်ပေါ်ကင်းရှေ့ရောက်ကောင်2နဲ့စားဆိုတဲ့အတွက်ကဲလုပ်မယ် minus 2/5x ကဲ2နဲ့စား2/5ကို2နဲ့စားဆိုတော့2/10 2/10က1/5 โอเคနော် โอเคမနော်2/5က2/10က1/5အဲ့အတွက်ဆရာတို့အပေါင်း1/5ကို the whole square လာပေါင်းတယ်ဟောဟိုဘက်ကိုမလိုတဲ့ကောင်ပို့လိုက်တော့ -1/5 plus 1/5 the whole square ဟောအဲ့ကြတော့မှဆရာတို့ကရှေ့ကိန်းနောက်ကိန်းက1/5 the whole square equal to 1/5က1/25ဟုတ်ပြီဆရာဒီကောင်ကိုလည်းပိုင်းခြေညှိလိုက်တယ်ပိုင်းခြေညှိတဲ့ပုံစံနဲ့ဆိုတော့5/25ဖြစ်သွားတယ်ဒီကောင်က plus 1/25ဟောဒါဆိုရင်ဆရာတို့ကဒီကောင်က minus 4/25ရဟောအဲ့ဒီကြတော့မှh minus 1/5 the whole square equal to 4/25 I square ဆိုပြီးဖြစ်တယ်ဟောအဲ့ဒီတော့ h minus 1/5 equal to ဘာဖြစ် plus or minus square root of 4/25 I square ဟောအဲ့ဒီကောင်ကအပြင်ကိုထုတ်လိုက်ရင် plus or minus 2/5 I ဆိုပြီးရဟောအဲ့ကြတော့မှဆရာတို့က h equal to 1/5ကိုဟိုဘက်ပို့တော့အပေါင်း1/5ဖြစ်တယ်1/5 plus or minus 2/5 I ဆိုပြီးရတော့2 solution ရသွားပြီပေါ့ဆရာတို့က2 solutions are ဆိုပြီးတော့ h equal to ဘာဖြစ်မလဲ1/5 plus 2/5 I ရတခု and h equal to 1/5 minus 2/5 I